ဒီတင်တန်းကိုရွေးချယ်ခဲ့တာမမဟုတ်လို့ပဲပြောချင်ပါတယ် ကျွန်တော်တို့မျက်နှာမကောင်းဖြစ်ပြနေတော့တခြားအသေးစိတ်ကနေအစပြောပြတယ်ဆောင်းလျှောက်ပေးတယ်ပေါ့အားလုံးကို ကိုဒီလောက်ထိပြင်တက်လိုက်မယ်လို့မထင်ထားဘူးပေါ့နော်ဒီချက်အသေးစိတ်ကနေအစအကုန်တင်ပေးတယ် စိတ်ထဲကြားနေတဲ့အချိန်လေးအမြဲအားပေးခဲ့တဲ့အတွက်အမြဲကျေးဇူးတင်ပါတယ် feeling နဲ့တော့မတူတော့ဘောနော်တင်တန်းဆင်းသွားပြီဆိုတော့တမီးတို့သားတို့တွေဒီတိုင်းမနေပဲနဲ့ပေါ့နော်တင်တန်းတင်တော့ကလိုမျိုးတော့လွယ်ကူမှာတော့မဟုတ်ဘူးဒါပေမဲ့ခြေတော့အပြင်တကယ်လက်တွေ့ဘဝမှာဒီထက်ပို့ပြီးတော့မှအခက်အခဲတွေကြုံရလိမ့်မယ်ခက်ခဲတိုင်းကကိုယ့်ကိုပိုတိုးတက်ဖို့ပိုအောင်မြင်တဲ့ဘဝကိုရောက်ရှိဖို့ဆိုတာအမြဲတမ်းကိုသတိကပ်ပေးပါအဲ့တော့ make up ပညာရက်ကလည်းကိုတစ္ဆာပြန်ရှိပြီးတော့မှကိုအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ကိုဘဝမှာရက်တည်နိုင်အောင်လို့တမီးတို့ကိုခေါ်ဆောင်သွားပေးနိုင်မှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မကီကိုလည်းကျေးဇူးတင်ပါတယ်။နားတစ်ချောင်းတော့အတွေ့အကြုံတွေအများကြီးရခဲ့တယ်တဲ့ ဒီချက်က အမြဲတမ်းအားပေးစကားပြောတယ်ပညာပိုင်းဆိုလဲသူများပြောတာထပ်ပိုပါတယ်လို့ ကိုယ့်ကိုစိတ်အစဉ်မပြေတော့မှသူတို့တွေကဘေးနားမှာရှိပြီးတော့အားလုံးလဲဒီတိုင်းအခက်အခဲတွေတူရင်ဆိုင်ခဲ့ကြတယ်ပြီးတော့ဒီချက်ကမြို့လည်းတကယ်ကျေးဇူးတင်ပါတယ်။တောင်ပန်တွေသူကဆိုညအိတ်ပဲနဲ့သူကလှုပ်ထားပြီးရပါတော့။နိုင်ငံခြားနေမှာထားလည်းမဟုတ်သူ့မှလည်းသူကိုယ်တိုင်လှုပ်ထားပါတော့။